ဆရာတို့ပြန်စလိုက်အောင်နော်ဆရာတို့ဒါလေးကတော့အလဲညီကိုမူပေါ့နော်အလဲညီကိုဖြစ်ခဲ့လို့ရှိရင်တဲ့နော်အလဲညီကိုဖြစ်ခဲ့လို့ရှိရင်2ရက်အတော်တွန်းမှာ2လုံးမိုင်ပတ်တီးတစ်လုံးဆင်းတယ်ဟုတ်လားမြန်မာလူပဲရေးပေးထားတယ်နော်အလဲညီကိုဖြစ်လို့ရှိရင်2ရက်အတော်တွန်းမှာ2တစ်လုံးဆင်းပေးတယ်နော်အဲ့တော့ကျွန်တော်ရဲ့မျိုးတွေကဆရာတွေပြောရင်ယုံရမှာလားမယုံရပါဘူးနော်ဆရာတင်ပေးထားတဲ့ကလင်နာလေးနဲ့စစ်ကြည့်ပေါ့နော်ဆရာတို့ဒီမှာ9-6ဆိုပြီးတော့အလဲမှာညီကိုဖြစ်တယ်1ရက်2ရက်အတော်တွန်းမှာ2တစ်လုံးတည်ဆင်းပေးတယ်အလဲမှာ8ခွန်ဆိုပြီးတော့ညီကိုဖြစ်တယ်1ရက်2ရက်အတော်တွန်းမှာ2တစ်လုံးတည်2လေးလို့ဆင်းတယ်အလဲညီကိုဖြစ်တယ်1ရက်2ရက်အတော်တွန်း2တစ်လုံးတည်2 8လို့ဆင်းတယ်အလဲညီကိုဖြစ်တယ်1ရက်2ရက်အတော်တွန်းမှာ2တစ်လုံးတည်2 4လို့ဆင်းတယ်အလဲညီကိုဖြစ်တယ်1ရက်2ရက်အတော်တွန်းမှာ2တစ်လုံးတည်6 2လို့ဆင်းတယ်အလဲညီကိုဖြစ်တယ်1ရက်2ရက်အတော်တွန်းမှာ2တစ်လုံးတည်2 9လို့ဆင်းတယ်နော်ဆရာတို့ဒီမှာလေးပဲအလဲမှာညီကိုဖြစ်တဲ့2တစ်လုံးတည်သူကထပ်ပြီး1ရက်2ရက်အတော်မှာဆင်းရမှာထပ်ပြီး extension ထပ်ဆွဲတယ်3 4ဆိုပြီးတော့အလဲညီကိုဖြစ်တဲ့အတွက်ကြောင့်ဆရာတို့ဒီမှာနှစ်ဒီမဆင်းခဲ့တဲ့အတွက်ကြောင့်လို့ဆရာတို့ဒီမှာတိကျပေါက်ထိုးရမှာဒီပါလဲဆိုတော့နှစ်လုံးမိုင်ပတ်တီးနဲ့ထိုးရမှာဖြစ်ပါတယ်ဟုတ်လားသူ့ရဲ့မှန်ကန်မှုနေထားတော့ကျွန်တော်မျိုးတွေအားလုံးပဲเนาะဆရာတို့ဘေးမှာတာချစ်ပေးထားတဲ့အတိုင်းပဲဆရာတို့ဒီ9ပင်ပေါ့เนาะတပင်ရတော့ကြော်သွားတဲ့အတွက်ကြောင့်ဆရာတို့ဒီလို9ပင်တိတိမှန်ကန်မှုနေထားရှိတယ်ဒါကြောင့်မို့ကျွန်တော်ရဲ့မျိုးတွေအားလုံးပဲမနက်ဖြန်ကဆရာတို့21ရက်နေ့မှာထိုးရမယ့်ရက်ချင်းပြည့်ပတ်တီးလေးဒီနှစ်ပတ်တီးလုံးမိုင်ဆင်းပါမယ် main အနေနဲ့ဆရာဒီ23နဲ့25ကိုရွေးပေးပါတယ်ဗျเนาะဟုတ်ကဲ့ပါအခုဆရာရှင်းပြသွားတာကျွန်တော်မျိုးတွေနားလဲလားနားလဲတယ်ဆိုဆရာရဲ့ comment အောက်မှာနားလဲတယ်ပဲဖြစ်ဖြစ် yes ပဲဖြစ်ဖြစ် fine ပဲဖြစ်ဖြစ်မှတ်ငယ်ပေးပါဗျเนาะဆရာရဲ့မိသားစုဖုန်းဝင်ခြင်းနဲ့ဆိုရင်တော့ကျွန်တော်ရဲ့မျိုးတွေကဆရာရဲ့เนาะဒီ Viber ဖုန်းနံပါတ်ဖြစ်တဲ့6695699 နဲ့83လုံး4099299ရဲ့ Viber ကနေဖုန်းဝင်ခြင်းလို့ပါဆိုပြီးစာပို့ပေးလိုက်ပါရပါပြီဗျာเนาะဟုတ်ကဲ့ပါเนาะဆရာနောက်ထပ်မူလေးနဲ့ဒီပြန်တွေ့မယ်เนาะအားလုံးပဲเนาะ bye bye เนาะ